Hi ผู้ပွင့်ရတနာကြိုဆိုပါရှင်အခုမမေဒီပေါ့နော်တဆိုင်လုံးမမေတို့ပန်းခိုင် promotion လေး short ပေးထားတာကို promotion လေးအကြောင်းကိုမမေကရှင်းပြပေးချင်လို့ပါနော်အခုမမေရဲ့ပန်းခိုင်လေးတွေအားလုံးကိုဈေးနှုန်းအစားစားရှိတဲ့အကြောင်းမမေကပြောပြပေးသွားပါမယ်ရှင်ပန်းခိုင်ရဲ့ဈေးနှုန်းလေးတွေကတော့တစ်ခိုင်ကို9800နန်း6200နန်း9200နန်း9800နန်း9,000ခွဲတန်3,100,000နန်း3,600,000 3,800,000 2,35,000နန်းနေ9,000ခွဲတန်အထိပန်းခိုင်လေးတွေကအစားစားရှိပါတယ်နော်ပန်းခိုင်လေးတွေအားလုံးဒီဇိုင်းလုံး promotion shop ပေးထားဖြစ်တဲ့အတွက်တကယ်လို့ကြိုက်တဲ့ပန်းခိုင်လေးရှိရင် screenshot ရိုက်ပြီးတော့မင်ကိုလာရောက်ပြီးတော့ order မှာယူလို့ရပါတယ်ရှင်ရရဲ့အမြန်ချောရောက်တဲ့ဘယ်မြို့မဆိုမင်ကပို့ပေးပါတယ်နော်သူကတော့နယ်ဆိုလို့ရှိရင်3-4ရက်အတွင်းရောက်ပြီးတော့ရန်ကုန်မြို့အတွင်းဆိုရင်2ရက်3ရက်အတွင်းရောက်ပါတယ်ရှင်အခုဒီလိုနှစ်သက်မှာ4ရက်နှစ်အထိပေါ့နော်မမေ shop ပေးထားတာအဲ့အကြောင်းမို့လို့လူကြီးမိဘတွေကိုကြော့မလားကိုချစ်ရခင်ရတဲ့မိတ်ဆွေတွေကိုလက်ဆောင်ပေးမလားဒီရတနာမညိုးပန်းလေးကဘယ်တော့မှမညိုးသွားတဲ့ရတနာပန်းလေးဖြစ်တဲ့အတွက်လက်ဆောင်ပေးရင်လည်းနော်လူကြီးမိဘလည်းအရန်ကိုဝမ်းတာပြီးပျော်ရွှင်မိမှာပေါ့နော်ဒီပန်းခိုင်လေးရလို့ရှင်ပြီးတော့မမေတို့အမြဲတမ်းအားပေးတဲ့ customer တွေကိုလည်းကျေးဇူးတင်တယ်အခုမမေက customer တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ပန်းလေး10ခိုင်ဝယ်တာနဲ့မမေက9,000 short ဈေးပေါ့နော်98,000နန်းဝယ်အခုဆိုလို့ရှိရင်တခိုင်ကို93,000ပဲကြာတော့မှာမလို့မြန်လေး order မှာထားလိုက်တော့နော်ကြိုက်တာတွေးလို့ရှိရင်လဲ promotion ကာလလေးကနောက်နေ့2026 4ရက်လွတ်လပ်ရေးနေ့အထိပဲမို့လို့အမြန်ဆုံးကြိုက်တာရှင် order မှာလိုက်တော့နော်မမေရရဲ့အမြန်ချောနဲ့ဘယ်မြို့မဆိုငွေကြိုလွဲစရာမလိုပဲနဲ့အိမ်ရငွေချေနဲ့မမေကပို့ပေးမှာပါနော်ကျေးဇူးအများကြီးတင်ပါတယ်နှစ်သက်မှာပျော်ရွှင်ကျန်းမာချမ်းသာရှင်လန်းကြပါစေလို့မမေကဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပျော်ရွှင်စွာနှစ်သက်ဖြစ်ပါစေ